အားလုံးမင်္ဂလာပါအခုစီနီယာနဲ့ရင်စမယ်ဗျာဒီနေ့ကတော့9 6 9ဒီ8နော်9 5ဒီ9 8 9မ3ညဖြစ်အောင်တို့1 1 8ဒီ3ညအဲ့8ကိုနောက်တစ်ခါတပြိုင်မှချုပ်မယ်နော်9 3ည9ဒီ2နော်9 9 9ဒီ3နော်1 5 6 1 5 6ဆိုတော့8ထက်လိုက်ရင်4ဒီမှာလည်း8ပဲနောက်ပြန်ကြရနော်8 9 3ည2 3 4 8နောက်က6ကို3မှတ်တက်နေပြန်ပြီနော်2 1 3ညဒီ3 3 5 3ည8ဒီ3 3 3ညဟို3 8 2ဒီ3 3 2 9ဒီဟို2 2 9ဒီ3 2 9နဲ့3ပဲနော်2 2 9 3 3ည3ည3ကို4 3တော့ခွန်ဖြင့်3ဖြောင်းဆို6ထည့်မယ်နော်3အဲ့ကြောင့်ဒီမှာတော့ဘာမှမထုတ်တော့68တခွက်ပဲထွက်လိုက်တယ်ဒီမှာကျတော့အဲ့လိုပဲ3ဒီ3မှတ်တက်ကိုဒီ6 3ည9နဲ့3တယ်ကျွန်တော်လည်းမြန်မြန်ပြောရတယ်အချိန်ကမရဘူးလေအချိန်3မိနစ်တည်းဆိုတော့3ည1နဲ့3ကို6 3ည9နဲ့3တယ်နော်ဒီမှာလည်းအဲ့လိုပဲ3ဒီ3ကို5 5 9နဲ့3မယ်ဒီမှာလည်း3အဲ့3 1 5 9နဲ့3မယ်1 5 9 6တော့9နောက်ပြီးနေဆို3နောက်ကကြတော့3ည8ဒီ8နော်9 9ဒီ8နော်5 3ဒီ8အဲ့8ကိုဒီဘက်မှာ8ကထိတ်အဲ့3ကြအောင်လို့ဒီမှာတစ်ဆိုင်တစ်ခုတည်းနဲ့ပေးတာမဟုတ်ဘူးနောက်တစ်ခုက6 8ဒီ4နော်5 9ဒီ4 1 3ဒီ4ဒီမှာကြောင့်ဒီမှာလည်း3ဒီမှာလည်း3အဲ့ကြောင့်ဒီမှာ9နောက်ပဲရှိတယ်မှာ3ရှိ3ခွန်ပေါ့3ခွန်ဒီမှာကျတော့4မှတ်တက်နဲ့ထပ်ပြန်9 3ည4 5ဒီ9နော်အဲ့9ကိုဒီမှာ2 5ခွန်ဒီ4 9 4ပါဝါချင်းတယ်နော်ပါဝါချင်းတွေရိုက်သွားတယ်4ဒီမှာလည်း4မှတ်တက်နဲ့အကြောင်းပြတယ်ဟိုက4ဒီမှာလည်းပဲခွန်3ည2ကို9နော်3 2 5 9ဒီ4ဒီမှာလည်း4 9 4ဒီမှာလည်း4ပေါ့4မှတ်တက်ဒီပွဲကတော့3ည4 4ဒီ4ဒီမှာ4ဖြစ်ရင်ဒီမှာ9 6 4ဒီ4ရှိပြီးသား9ရှိပြီးသားဖြစ်တော့4ပဲထပ်ရမယ်3ည4မှာ4ရှိတဲ့အတွက်3ညထပ်တည်တယ်4ဒီမှာလည်း4ဒီမှာလည်း4ဒီမှာလည်း4ဒီနှလုံးပေါင်း4ဒီနှလုံးပေါင်း4ဒီမှာ9 9 9အဲ့ကြောင့်ဒီဘက်ဟာ4နဲ့3 3ညတစ်ခွက်ထုတ်လိုက်တယ်ဗျာ30 30နဲ့ထုတ်လိုက်30ဒီက30ဒီက3ခွန်ဒီက6 8 3ခွက်ထဲ3ခွက်ထဲ3ခွက်ပဲထွက်တယ်ဒါမှမဟုတ်60ခွန်တစ်ခွက်ထပ်ထည့်လိုက်မယ်ဗျာ60ခွန်4ခွက်60ခွန်နဲ့4ခွက်60ခွန်နဲ့4ခွက်4ခွက်